မင်္ဂလာပါရှင်ပန်ကိတ်တတာပါဒီနေ့မှာတော့တတာကလေးဒီဗီဒီယိုကြည့်ရှုတယ်မိဘပြည်သူတို့တယောက်ချင်းစီကိုပေါ့နော်ဒီနေရာကနေတိုက်သွန်းလို့ဆိုချင်တာရှိပါတယ်အဲ့ဒါကတော့လေတတာတို့ရဲ့ဒီတော်လိုင်းရေးစစ်ကြောင်းဖြစ်တဲ့ One More စစ်ကြောင်း27 Revolution Force ပြီးတော့ MGN Ranger ဆိုတဲ့အဖွဲ့ကနေပြီးတော့မှဦးစီးလှုပ်ဆောင်နေတဲ့ဒီSummer ဆိုတဲ့ campaign အတွက်ပေါ့နော်အဲ့ဒီ campaign ကိုသူတို့တွေလှုပ်ဆောင်နေတာတရက်17လကတည်းကရှိနေပြီပေါ့နော်အခုဆိုတလကြော်တောင်ကြော်နေပြီဒါပေမဲ့သိရတာဒီ target ကမပြည့်သေးသလိုမျိုးပေါ့နော် target ပြည့်ဖို့လည်းတော်တော်လိုနေသေးတယ်လို့တရားတင်ရရှိတယ်ပေါ့နော်အဲ့ဒီအတွက်ပေါ့နော်တရားကနေပြီးတော့မှဒီမိဘပြည်သူတွေကိုပေါ့နော်တထောက်တနေရာကနေပါဝင်ပေးဖို့တိုက်တွန်းချင်တယ်တရားတို့ရဲ့ညီကောင်မောင်နှမတွေကတရားတို့တွေအားလုံးအတွက်ပေါ့နော်ဒီလိုမျိုးအသက်တွေစွန့်နေမိဘတွေစွန့်ပြီးအိုးအိမ်တွေစွန့်ပြီးတော့မှဒီတော်လိုင်းရေးမှာပါဝင်လာကြတယ်ပေါ့နော်တရားတို့ကနေပြီးတော့ရောဘာတွေပြန်ပြီးလုပ်ပေးနိုင်တာလဲဆိုတဲ့အတွေးလေးပေါ့နော်တစ်ချက်လောက်ဝင်ရင်လည်းကျင့်တတ်ပြီပေါ့နော်အဲ့ဒီအတွက်တရားတို့ရဲ့ဒီ Summer campaign ကိုပါဝင်ပေးဖို့ဒီကနေတိုက်တွန်းချင်တယ်ဒီ campaign ကပေါ့နော်မကြခင်လည်းပြီးတော့မယ်ပေါ့နော်ဒီ15ရက်12လဆိုရင် campaign ကသူတို့ပိတ်တော့မယ်အဲ့ဒီ campaign address ကလည်းသူတို့ကနေပြီးတော့မှပြန်ပြီးတော့မေတ္တာလက်ဆောင်ပေးအပ်ထားတာရှိတယ်လို့သိရတယ်ပေါ့နော်ဒါမမေကိုကြည့်လိုက်ဦးမယ်နော်သူတို့အဓိကပြန်ပေးမှာကပထမကတော့ Google Pixel 10 Pro Max လို့သိရတယ်ဒုတိယဆုကတော့ဒီလိုမျိုးခရမ်းဆွဲရတနာတစ်ဆက်စာပေါ့နော်ဒီတတိယဆုကတော့ Xiaomi Pad 7 Pro ဆိုတဲ့ဒီသူတို့ဘက်ကနေပြန်ပေးနိုင်တဲ့မေတ္တာလက်ဆောင်တွေပေါ့နော်အဲ့ဒါတွေကိုလည်းကန်ဆန်းရင်းနဲ့ကိုရီချေရတဲ့မောင်နှမတွေကိုလည်းပေါ့နော်နေ့လက်ဆောင်အတွက်မဟုတ်ဘူးပေးရင်းနဲ့ပေါ့ဒီ campaign မှာပါဝင်ပြီးဖို့ဒါကတော့တိုက်တွန်းခြင်းနဲ့အားလုံးလည်းလို့ဆိုခြင်းနဲ့ပြီးလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်ပေးတာလည်းကျေးဇူးတင်တယ်ပြီးလို့ရှိရင်ဒီ page မှာမြေ message ကိုတွားပြီးတော့လည်းပဲပေါ့နော်မေတ္တာလက်ဆောင်တွေမှာပေါ့နော်ကန်ဆန်းပြီးတော့မှမုတ်ဖို့လေးတွေပေါ့နော်ပေးဖို့လဲထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ရှင်နေ့တက်မှာပေါ့နော်အားလုံးပျော်ရွှင်ကြပါစေတရားတို့တနေ့ကြရင်ပြန်ဆောင်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ဒီတော်လာရင်မှာအားလုံးတူလက်တွဲပြီးတော့မှတူအလုံးလုံးကြမယ် Thank you ပါ